ဤဒီမှာချီဟိုဖြစ်သည်တာမန်မျက်နှာအတွင်းအပြင်ရှိပြီးထူးခြားချက်မရှိသောအမျိုးသားတဦးဖြစ်သည်နေတိုင်းသူ၏လှုပ်ရိုးလှုပ်စင်မှာအတူတူပင်ဖြစ်သည်သူနိုးလာသည်ထုတ်ပိုးထားသောအစားအစာများဝယ်ယူပြီးအလုတ်သို့တက်သွားသည်ချီဟိုသည်တရေစာမန်နေဂျာအဖြစ်အလုပ်လုပ်သည်သူ၏အလုပ်မှာအနက်အရသာများဖြင့်စမ်းသပ်မှုများပြုလုပ်ရန်ထုတ်ကုန်အသစ်အတွက်ပြည့်စုံသောဖော်မြူလာကိုရှာမတွေ့မချင်းအကြိမ်ကြိမ်ပေါင်းဆက်စမ်းသပ်ရန်ဖြစ်သည်သူသည်အလွန်မြုပ်နှံမှုရှိသောကြောင့်နေ့လည်စာစားချိန်အတွင်း၌ပင်စားမည့်အစားအလုပ်ဆက်လုပ်လိုသည်သူ၏ဘဝသည်တင်းကျပ်သောအချိန်စရာများအတိုင်းလဲပတ်သည်နိုးချိန်ရေချိုးချိန်အလုပ်လုပ်ချိန်နှင့်ရုပ်မြင်သံကြားကြည့်ချိန်များအတွက်သတ်မှတ်ထားသောအချိန်များရှိသည်တနေ့တွင်ချီဟိုအားအရေးကြီးသောရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင်ပါဝင်ရန်ဖိတ်ကြားခံရသည်အဆိုပါအကြောင်းအရာမှာတရေစာအစားအစာများနှင့်လူကျန်းမာရေးအပေါ်နင်းတို့၏တက်ရောက်မှုများကိုအာရုံစိုက်ထားသည်သို့သောရိုက်ကူးမှုမစတင်မီမိနစ်ပိုင်းလိုတွင်ဒါရိုက်တာကသူ့ထံချင်းကပ်ပြီးအကြောင်းအရာအသစ်ကိုပေးသည့်ရှိုးတွင်ယခုအခါကြော်ညာဆိုင်ရာထောင်စွန်းတစ်ခုလိုအပ်နေပြီးချီဟိုပြင်ဆင်ထားသည့်အရာနှင့်အလွန်ကွာခြားသည်နောက်တစ်နေ့တွင်ချီဟို၏ကုမ္ပဏီမှလူတိုင်းကိုအဓိကအစည်းအဝေးကြီးတစ်ခုသို့ခေါ်ယူသည်သူရုပ်မြင်သံကြားတွင်ဆွေးနွေးခဲ့သောအကြောင်းအရာများသည်ဆိုးရွားသောပြဿနာများကိုဖြစ်ပေါ်စေခဲ့သည်မစ္စတာပါဝင်သောတရေစာများသည်ကျန်းမာရေးနှင့်မညီညွတ်ဟုသူပြောကြားခဲ့သည့်ထုတ်ပြန်ချက်သည်ကုမ္ပဏီမူဝါဒကိုဓာတ်ရိုက်ဆန့်ကျင်ပြီးလုပ်ငန်းကိုထိခိုက်စေသည်အစည်းအဝေးတွင်ဝန်ထမ်းအများစုကချီဟိုကိုအလုပ်ထုတ်သင့်သည်ဟုအကြံပြုကြသည်ကုမ္ပဏီဒါရိုက်တာကမူအရာများကိုကွဲပြားစွာမြင်သည်သူသည်ချီဟိုကိုဆုံးရှုံးလိုစိတ်မရှိဘဲကုမ္ပဏီအောင်မြင်ရန်အထောက်အကူပြုခဲ့သောတန်ဖိုးရှိသူတဦးအဖြစ်အတိမတ်ပြုသည့်ဖြစ်ရပ်အပြီးတွင်ချီဟိုအားအနားယူကပြန်လည်ကောင်းမွန်လာစေရန်အချိန်ပေးထားသည်သူ၏စနစ်ကျပြီးစီကံရှိသောဘဝဖြစ်တော်လဲသူတွင်အဓိကဝန်ထုတ်တစ်ခုရှိသည်သူ၏အကိုဖြစ်သူဆေးရုံကိုသည်အကျဉ်းထောင်မှလွတ်လာပြီးနောက်အရက်အလွန်အကျွံတောက်ကချီဟိုထံမှငွေများတောင်းနေစေဖြစ်သည်နှုံပြီးစိတ်နှူးညံ့သောချီဟိုကသူ့အားလောင်းကစားအတွက်သာသုံးဆွဲမိကိုသိတော်လဲငွေမြောက်များပေးသည်ဤဒီမှာသူယခုနေထိုင်နေသောဘဝဖြစ်သည်ဤဒီမှာပြားရည်ကဲ့သို့ချိုးမြင်သည်ထို့နောက်ဇလန်းသည်အီယောင်စီသို့ပြောင်းသွားသည်သူမသည်ဘန်တစ်ခုတွင်အလုပ်လျှောက်နေသောတကိုယ်ရည်မိခင်ဖြစ်သည်သူမ၏လျှောက်လွှာကိုဘန်တွင်ပင်ကြန့်ရှိနေသေးသောချေးငွေများကြောင့်ချက်ချင်းပယ်ချခံရသည်လက်မလျှော့ဘဲအီယောင်သည်အိမ်ရှင်မများလျှောက်ထားခွင့်ပြုသည့်ခန့်အပ်ရေးလိုအပ်ချက်များတွင်ကွက်လက်တစ်ခုကိုရှာဖွေတွေ့ရှိသည်သူမ၏ဆွဲလုံးလာကြောင့်နောက်တစ်နေ့နံနက်တွင်အလုပ်ရသွားသည်စွမ်းအင်အသစ်ဖြင့်အီယောင်သည်ကျွေးကောက်ခံအဖြစ်စတင်အလုပ်လုပ်သည်သူမသည်စော်ကားမှုများနှင့်ကြမ်းတမ်းသောစကားများအားကိုရင်ဆိုင်ရတော့လဲပြန်လည်အလုပ်လုပ်ရခြင်းအတွက်ကျေးဇူးတင်သောကြောင့်ရှင်လန်းနေစေဖြစ်သည်အမှန်တကယ်တွင်သူမ၏ဘဝသည်အလွန်အထီးကျန်သည်သူမသည်ကြီးပြင်းလာသောသမီးဂျင်းကူနှင့်သာနေထိုင်သောလက်မထက်ရသေးသောတကိုယ်ရည်မိခင်ဖြစ်သည်ကလေးတဦးကိုတားဖောက်ပြုစုရခြင်းသည်အလွန်ခက်ခဲသောကြောင့်အရေးကြီးသောအရာများတွင်ပင်ငွေစုရန်သူမအားတွန်းအားပေးခဲ့သည်ချီဟိုအနားယူချိန်အတွင်းသူ၏သူထေးကအိမ်၌အနားယူစဉ်အသုံးပြုရန်တစ်တာတစ်လုံးပေးသည်အပြစ်ကင်းစွာဖြင့်ချီဟိုကကုမ္ပဏီ၏ဆေးဖက်ဝင်အပင်တစ်တာကိုအတွင်းတွင်ပါရှိသည်ကိုမစစ်ဆေးဘဲသူ့အကူအားပေးလိုက်သည်ထိုတစ်တာတွင်ငွေသားများပြည့်နေသည်တွေ့ရသည်ဆေးရုံကိုကထိုငွေကိုချက်ချင်းမစင်မကျင်သုံးစွဲကာသူ၏ရည်စားနှင့်ပါတီပွဲများကျင်းပပြီးလောင်းကစားပြန်လုပ်သည်ထိုနေ့တွင်ပင်အီယောင်အားလတော်ကြပေးချေမှုမရှိသောဆေးရုံကို၏ကျွေးမြီကိုကောက်ခံရန်တာဝန်ပေးအပ်ခြင်းခံရသည်ပေါ့ပေါ့ဆဆနေသည့်ဆေးရုံကိုကတာဝန်ကိုလွှဲပြောင်းကာချီဟိုအားပေးချေရန်တောင်းဆိုသည်အမြဲတမ်းကျင်နာ၍အပြစ်ကင်းသောချီဟိုကဘန်သို့တက်သွားပြီးအလှဲ့ကိုစောင့်သည်စောင့်နေစဉ်အနီးတွင်ထိုင်နေသောအမျိုးသားတဦးဒေါသထွက်ကဆဲဆူစကားများအော်ဟစ်လာသည်အနီးနားတွင်ကလေးငယ်တဦးထိုင်နေသည်ကိုသတိပြုမိသောချီဟိုကထိုကလေးအားသူ၏နာရွက်များကိုဖုံးအုပ်ခိုင်းပြီးကြာပန်းအကြောင်းတစ်ခုခုကိုနောက်ပြောင်ပြောသည်ထိုအဆန်းမဟုတ်တော့လဲချိုမြိန်သည့်အခိုက်တန့်သည်အီယောင်၏အာယုံကိုဖန်ဆားလိုက်သည်ချီဟို၏အလှဲ့ရောက်သောအခါအီယောင်အံ့အားသင့်သွားသည်ချီဟိုကသူ့အကို၏ကျွေးမိတစ်ခုလုံးကိုချက်ချင်းပေးချေလိုက်သည်ဆက်စုသောစိတ်ဖြင့်အီယောင်ကသူ၏အချက်လက်များကိုစစ်ဆေးပြီးဤအသက်45နှစ်အရွယ်မျိုးသားသည်တကိုယ်ရည်ဖြစ်နေစေဖြစ်ကြောင်းသိရှိရသည်သူမကသူ့ကိုပြောင်ပြောင်ပြောဆိုရန်ကြိုးစားတော်လဲချီဟိုသည်ထိုအရာကိုနားလည်ရန်အလွန်အပြစ်ကင်းလွန်းသည်ရင်းအစားသူကြရှည်စွာတန်းစီဆောင်ဆိုင်ခဲ့ရသည့်အတွက်ကားပါကင်ကြီးအတွက်ရော်ကြီးတောင်းသည်ချီဟိုထွက်ခွာတော့မည်အချိန်တွင်အီယောင်ကကားပါကင်တိုကင်ပေးရန်သူ့ကိုခေါ်လိုက်သည်သူမသည်ဒီကားထစ်တွင်မတော်တဆချေချော်ကျသွားပြီးချီဟိုသည်ခဏတာရက်တန့်ကယုံကြည်နေသည့်ဖြစ်ပျက်သည်ကိုသိရှိသွားသောအခါသူမကိုဆေးရုံသို့ချက်ချင်းတည်ဆောင်သွားသည့်လမ်းတွင်ချီဟိုရုတ်တရက်အားနည်းလာပြီးလဲကျသွားသည်လူနာတင်ရင်ကသူတို့နှစ်ဦးစလုံးကိုအရေးပေါ်ခန်းသို့အမြန်ပို့ဆောင်သည့်ဆေးရုံတွင်အေးရောင်မှအသေးစားဒဏ်ရာများသာရရှိသည်တွေ့ရသည်ချီဟိုမှမူကောင်းစွာမနေနိုင်တော့ပေဆရာဝန်များကသူသည်မဆာတရေစာများချစ်ပများနှင့်အမိုက်စားစာများကိုအကြီးအကျယ်မိခိုခြင်းကြောင့်နှစ်ပေါင်းများစွာကြံမာရေးနှင့်မညီညွတ်သောအစာစားခြင်းကြောင့်အာဟာရချို့တဲ့မှုကိုခံစားနေရသည်ဟုရှာဖွေတွေ့ရှိသည်သူကိုတနာသဖြင့်အီယောင်ကဂင်ဘတ်အတူစားရန်ဖိတ်ခေါ်သည်ယူပပေဒသည်အိုရီများကိုသူ၏ထက်မြက်သောနားလည်မှုကိုအီယောင်သဘောကျတော်လဲစကားဝိုင်းကိုရေးကိုရာဖြစ်လာတိုင်းသူအစင်မပြေဖြစ်သွားသည်အ
လုံးလက်မဲ့ဖြစ်ပြီးလောင်းကစားဆွဲနေသောအကိုအတွက်ချီဟိုကဘာဖြစ်လို့အကျွေးအားလုံးကိုပေးချေရဲတလဲဟုအေယောင်နားမလည်နိုင်ဖြစ်သည်ချီဟိုအတွက်မူဆေးယိုကိုသည်ကဘာပေါ်တွင်အကျဉ်းသားအရှိဆုံးပုဂ္ဂိုလ်ဖြစ်သည်ကလေးဘဝတုန်းကဆေးယိုကိုကသူ့ကိုအနိုင်ကျင့်သူများထံမှအမြဲကာကွယ်ပေးခဲ့သည်ထို့ကြောင့်သူ့အကိုကိုထောက်ပံ့ရန်မှန်ကန်သည်ဟုချီဟိုယုံကြည်သည်ထိုအချိန်တွင်မမျှော်လင့်ပဲချီဟိုကညစာအတွင်းရုတ်တရက်လေသားကြီးတစ်ချက်လွတ်လိုက်သည်လေသားလွတ်ခြင်းသည်ခန္ဓာကိုယ်မှမကောင်းသောအတွေ့များကိုထုတ်လွတ်ရန်ကူညီပေးသည်ဟုသူအခိုင်အမာယုံကြည်သည်ရက်အနှဲငယ်ကြာသောအခါချီဟိုသည်သူ၏ကျန်းမာရေးစစ်ဆေးမှုရလဒ်များကိုလက်ခံရရှိရန်ဆရာဝန်ထံသွားရောက်သည်သူသည်ထုတ်ပိုးထားသောသားရည်စာများကိုဆက်လက်စားသုံးပါကငယ်ရွယ်စဉ်တွင်တည်ဆုံးနိုင်သည်ဟုသတိပေးခံရသည်ဤသတိပေးချက်သည်တရေစာတုတေသည်အဖြစ်သူ၏အလုံးနှင့်နှက်ဆိုင်စွာကွဲလွဲနေပြီးသူဝေးရာသို့လျှောက်သွားစဉ်စိတ်ပြတ်အားငယ်နေစေသည်အိမ်ပြန်လန်းတွင်ချီဟိုကစေကိုဟိုအားဖုံးဆက်ပြီးသူ၏ကျန်းမာရေးကျဆင်းလာပုံကိုပြောပြသည်သူ့အကိုကသူ့ကိုစိတ်ချစေပြီးအလုံးမထွက်ရန်တောင်းဆိုသည်ချီဟိုအစားအစာဝယ်ရန်ရက်လိုက်တော့အခါအေယောင်ကဆေးရုံခါနှင့်ငွေအတွက်သူ့ထံမှငွေချေးယူထားသည်ကိုရုတ်တရက်တတိယသွားသည်လုံးဝဖြောင့်မတ်စွာဖြင့်သူမကိုချက်ချင်းဖုံးဆက်ကပြန်ဆက်ရန်တောင်းဆိုသည်အေယောင်ကရေမောကအလုပ်ပြီးရင်သူမကိုကောက်ယူတရွေ့ကိုယ်တိုင်ငွေပေးမည်ဟုကတိပေးသည်တဖန်ပင်အေယောင်ငွေသားယူလာရန်မေးသွားပြီးရင်းစားသူ့အတွက်ချက်ပြုတ်ပေးမည်ဟုအကြံပြုသည်သူတို့သူမ၏အိမ်သို့ရောက်သောအခါချီဟိုကအတွင်းသို့ဝင်ရန်ဝင်လေးပြီးအစင်မပြေဖြစ်နေသည်အေယောင်ကရေမောကသူတို့နှစ်ဦးစလုံးသည်အသက်40ကျော်တကိုးရည်များဖြစ်တော့ကြောင့်အတူတူစားသုံးရန်ထူးဆန်းစရာမရှိဟုသတိပေးသည်အေယောင်သည်ကျွမ်းကျင်စွာချက်ပြုတ်ပြီးချီဟိုအစားအစာကိုမြည်ဆန်းသောအခါသူအလွန်အထိခံစားရသည်ဤဒီမှာသူ၏ဘဝတွင်အိမ်တွင်းချက်ပြုတ်ထားသောအစားအစာကိုပထမဆုံးအကြိမ်ခံစားရခြင်းဖြစ်သည်သူကိုတနာသဖြင့်အေယောင်ကနေတိုင်းအတူတူစားရန်ကမ်းလှမ်းသည်ချီဟိုဝမ်းသာစွာသဘောတူပြီးသူမအားကားမောင်းနှင့်တင်ပေးရန်ကမ်းလှမ်းသည်ညစာအပြီးတွင်ချီဟိုကကျေးဇူးတင်ကြောင်းဖြင့်သူမကိုငွေနှဲငယ်ပေးအပ်သည်အေယောင်ရေမောကသူ့ကိုချစ်စရာဟုခေါ်သည်အသက်45နှစ်စစ်အတွင်းပထမဆုံးအကြိမ်ချီဟိုသည်ရခင်ကတခါမျှမခံစားဘူးသောပုံစံဖြင့်သူ၏နှလုံးသားတစ်ဆက်ခုန်တွေကိုခံစားရသည်မကြာမီတွင်ဂျင်းကူကတက္ကသိုလ်မှအိမ်ပြန်ရောက်လာပြီးအိမ်တွင်အစားအသောက်များလုံးသည်ကိုအံ့အားသင့်သွားသည့်အတိတ်ကသူမ၏မိခင်၏ဆက်ဆံရေးများအဆုံးသတ်ခဲ့ပုံများအပေါ်အခြေခံ၍သူမ၏မိခင်တွင်အမျိုးသားဧည့်သည်များရှိခြင်းကိုသူမမကြိုက်ပါဤတစ်ကြိမ်တွင်မူအေယောင်ကဤအမျိုးသားသည်ကွဲပြားနိုင်သည်ဟုခံစားရသည်ရက်များကုန်လွန်လာသည်နှင့်အမျှချီဟိုသည်အေယောင်နှင့်ပြန်လည်တွေ့ဆုံပြီးသူမအားကားမောင်းနှင့်စတင်တင်ပေးသည်သူတို့မိဖို့ချောင်းသုံးပစ္စည်းများဈေးဝယ်ထွက်ကြသည်ရုပ်ရှင်များအတူတူကြည့်ကြပြီးအတူတူအချိန်ဖြုံးကနောက်ပြောင်ပြောဆိုကြသည်ချီဟို၏ဘဝသည်တဖြည်းဖြည်းပြောင်းလဲလာသည်သူသည်သူ၏ရေခဲတစ်တာထဲမှထုတ်ပိုးထားသောအစားအစာအလုံးကိုရှင်းထုတ်ပြီးကျန်းမာရေးနှင့်ညီညွတ်သောအစားအစာအစစ်များဖြင့်အစားထိုးသည့်တခါတရံတွင်အေယောင်ကသူနှင့်အလွန်နီးကပ်စွာထိုင်တက်သည်ယင်းသည်ချီဟိုမကျင်သားရသေးသောအရာဖြစ်သည်ညနေခင်းများတွင်သူတို့သည်တခါတရံမနက်အထိဖုံးဖြင့်နောက်ကျမှစကားပြောဆိုကြသည်နောက်ဆုံးတွင်ချီဟို၏အနားယူချိန်ကုံဆုံးပြီးသူအလုတ်သို့ပြန်သွားသည်သူ၏ရှင်လန်းသောစိတ်နေစိတ်ထားမှာလှုပ်ဖော်ကိုင်ဖက်များအတွက်တိတာထင်ရှားပြီးသူတစ်စုံတစ်ယောက်နှင့်ချင်းတွေ့စားပြုခဲ့သည်ဟုအလွယ်တကူခံမှန်းနိုင်သည်ရင်းတို့ထဲမှတဦးကသူသည်လှပအောင်မလုပ်နိုင်လျင်အ ਨੇ ဆုံးရေစရာကောင်းအောင်လုပ်သင့်သည်ဟုနောက်ပြောင်ပြောသည်နောက်စည်းဝေးတွင်ချီဟိုကထိုအကြံဉာဏ်ကိုအမှန်တကယ်အကောင့်ထဲဖော်ကာဗဟေလိငယ်တစ်ခုကျင်းပပေးသည်နောက်တစ်နေ့တွင်သူသည်သူကိုယ်တိုင်နားမလည်သလောက်သောအရွယ်ရောက်ပြီးသူအကြောင်းဣရာများကိုပင်ဆောင်ကျဉ်လာသည်စနေနေ့ရောက်သောအေယောင်ကတနင်္ဂနွေနေ့တွင်သူမအချိန်လွတ်သည်ကိုတွယ်ဝ၍အချက်ပြပြီးချီဟိုကသူမကိုထွက်ဖို့ဖိတ်မိဟုမျှော်လင့်သည်လုံးဝတတိမထားမိသောချီဟိုကအခြားအရာတစ်ခုခုအကြောင်းပြောနေသည့်နောက်ဆုံးတွင်အေယောင်ကိုယ်တိုင်ကသူ့ကိုဖိတ်ခေါ်ရသည်တနင်္ဂနွေနေ့တွင်သူတို့ကမ်းခြေသို့သွားကလူငယ်များကဲ့သို့ချင်းတွေ့မှုကိုခံစားကြသည်သူမကသူ့လက်ကိုဥစွာဆုပ်ကိုင်လိုက်တော်လဲဖြစ်သည်သူတို့အတူတူစားကြပြီးတဖန်ပင်ချီဟိုကပင်လယ်စာသို့မဟုတ်အခြားအရာများအစားသူ၏အကြိုက်ဆုံးသောကြက်ကြော်ကိုမှဒါယူသည်ချင်းတွေ့မှုအဆုံးတွင်သူတို့ကမ်းခြေအနီးရှိကားတွင်ရုပ်ရှင်ရုံသို့သွားကြသည်လမ်းတစ်လျှောက်ချီဟိုကဈေးပေါ်သောလမ်းဘေးမိုတယ်ကိုပေါ့ပေါ့ဆဆမှတ်ချက်ပေးလိုက်ရာရင်းကသူ့ကိုအလွန်ဆွဲလန်းနေပြီဖြစ်သောအေယောင်ကိုအခိုက်အတန့်၌ဆွဲလန်းစေကာသူမကသူ့ကိုနမ်းလိုက်သည်သူမနီးကပ်လာသည်နှင့်အမျှချီဟိုအလွန်အမင်းစိုးရိမ်သောကဖြစ်ကာကားပေါ်မှရုတ်တရက်ခုန်ဆင်းလိုက်သည်သူ၏ဘောင်းဘီချော်ကျသွားသဖြင့်အခြေအနေကရှက်စရာဖြစ်သွားပြီးပတ်ဝန်းကျင်ရှိလူတိုင်း၏အာယုံကိုဆွဲဆောင်လိုက်သည်အေယောင်အလွန်အမင်းရှက်ရွံ့သွားပြီးထွက်သွားလို့တော့လဲချီဟိုကသူ၏အစမ်းကျသောမျက်တောင်ခတ်အမူအရာဖြင့်သူမကိုတားဆီးလိုက်သည်ထူးဆန်းတော်လဲရင်းကအလုတ်ဖြစ်ပြီးသူတို့ပြန်လဲတင့်မြတ်သွားသည်ချင်းတွေ့ခြင်းမှပြန်လာပြီးနောက်ဆေးရုံကိုရုတ်တရက်ပေါ်လာပြီးသူ့ကိုစစ်ကြောမေးမြန်းသောအခါချီဟိုထိတ်လန့်သွားသည်ချီဟို၏ပြက်ကတိန်ကိုကြည့်လိုက်ယုံဖြင့်ဆေးရုံက
သူ့အကိုတစုံတစ်ယောက်နှင့်ချိန်တွေ့နေသည်ကိုချက်ချင်းသိရှိသွားသည်နောက်တစ်နေ့တွင်ချီဟိုမသိဘဲဆေးရုံကိုအီယောင်ကိုတွားရောက်ဆုံး၏ချီဟိုသည်အသက်10နှစ်အရွယ်တွင်မတော်တဆမှုတစ်ခုကြုံခဲ့ရပြီးရင်းကသူ၏ဖွံ့ဖြိုးမှုကိုနှောင့်နှေးစေကာသူ့ကိုအနိုင်ကျင့်ခြင်း၏မကြာခဏပြစ်မှတ်ဖြစ်စေခဲ့ကြောင်းသူရှင်းပြသည်အီယောင်သည်တကိုရေမိခင်၏ဘဝကိုထောက်ပံ့ရန်သူ၏ငွေကိုအသုံးပြုကာချီဟိုကိုအခွင့်ကောင်းယူရန်သာချင်းကပ်နေသည်ဟုဆေးရုံကိုယုံကြည်သည်ထိုညတွင်အီယောင်အလွန်မင်းစိတ်ရှုပ်ထွေးသွားပြီးချီဟိုနှင့်ခက်ဝေးဝေးနေရန်စတင်သည်သူမသည်သူ၏ဖုန်းခေါ်ဆိုမှုများကိုပင်ဖြေကြားရန်ငြင်းဆန်သည်သူမ၏စိတ်အခြေအနေကိုမြင်ရသောသူမ၏ကြီးကြပ်ရေးမှုကအခွင့်ကောင်းယူကာသူမအားအရက်တောက်ရန်ဖိတ်ခေါ်သည်အစပိုင်းတွင်အီယောင်ကသူ၏ရည်ရွယ်ချက်ကိုမသိတော့လဲသူမြင်းချောင်းကိုကျော်လွန်သောအခါသူမခုခံကာကွယ်ပြီးသူ့ကိုအဆိုးဆုံးရိုက်နှက်ပစ်လိုက်သည်အီယောင်၏ရုတ်တရက်အကွာအဝေးကြောင့်နှလုံးကွဲပြီးစိတ်ရှုပ်ထွေးနေသောချီဟိုကသူမ၏အိမ်ပြင်တွင်စောင့်နေသည်နောက်ဆုံးတွင်သူတို့စကားပြောကြသည်သူမသည်မိမိကိုယ်ကိုယုံညံ့သည်ဟုခံစားရပြီးတကိုယ်ရည်မိခင်တဦးဖြစ်သောကြောင့်သူမသည်ချင်းကပ်ရလွယ်သည်ဟုယုံကြည်ကြောင်းအီယောင်ဝန်ခံသည်ချီဟိုအတွက်မူထို့သို့သောသူမကိုသူမြင်ဘူးသည်မဟုတ်သူမ၏အတိတ်ကမည်သို့ပင်ရှိစေကာမူသူမသည်သူ့အတွက်တန်ဖိုးရှိသောအမျိုးသမီးတဦးဖြစ်နေစေဖြစ်သည်သူ၏ရိုးသားမှုဖြင့်စိတ်ချရသွားသောသူတို့သည်တဖန်ပြန်လည်တင့်မြတ်ကြသည်ရုတ်တရက်ချီဟိုကဘိုင်နာကြောင့်ညှဉ်းညူလာသည်သူ၏ကျမ်းမာရေးအတွက်စိတ်ပူသောအီယောင်ကအလုံးမထွက်ရန်စဉ်းစားသင့်သည်ဟုအကြံပြုသည်လစာမှာမြင်မာတော်လဲမက်ဆီပမာဏများများကိုအဆက်မပြတ်စားသုံးခြင်းသည်သူ၏ခန္ဓာကိုယ်ကိုတဖြည်းဖြည်းထိခိုက်စေသည်ဤအတွင်းပိုင်းပဋိပက္ခသည်ချီဟိုကိုအလွန်မင်းစိတ်အနှောက်အယှက်ဖြစ်စေသည်တစ်ဖက်တွင်ကုမ္ပဏီသည်သူ၏ကျမ်းမာရေးအတွက်အလေးနက်ထားမှုအနည်းငယ်သာပြသည်သူဖျားနာသောအခါဆရာဝန်ပြရန်ပြောပြီးသူတက်တာသွားသည်နှင့်ချက်ချင်းအလုပ်ပြန်ဝင်ရန်မျှော်လင့်ခံရသည်အီယောင်ကယင်းကိုပြင်းပြင်းထန်ထန်ကန့်ကွက်ပြီးသူ့ကျမ်းမာရေးအတွက်စိုးရိမ်ကာသူ့ကိုနှဆိုင်စွာဂရုစိုက်သည်ချီဟို၏လုပ်ဖော်ကိုင်ဖက်များကတစ်ချိန်ကအပြစ်ကင်းပြီးအဆက်အသွယ်မရှိသောသူသည်ရုတ်တရက်ပြင်းထန်သောထင်မြင်ချက်များပေါက်ဖွာလာပြီးယာဒူးမှနှုတ်ထွက်ရန်အခိုင်အမာပြောဆိုလာသည်ကိုသတိပြုမိသောအခါသူတို့သည်ပြင်ပလွှမ်းမိုးမှုရှိသည်ဟုစတင်တန်တရားဝင်ကြသည်သူတို့၏သိကျင်စိတ်ကမကြမီအီယောင်စီသို့ပို့ဆောင်ပေးသည်ချီဟိုကဲ့သို့ပါရမီရှင်ကိုဆုံးရှုံးလိုစိတ်မရှိသောကုမ္ပဏီဒါရိုက်တာကသူတို့၏ဆက်ဆံရေးကိုဖျက်ဆီးရန်ပင်ဖြစ်စေကာမူဝင်ရောက်ဆွတ်ဖက်ရန်ဆုံးဖြတ်လိုက်သည်ထိုတွင်သာဒုက္ခရတန့်သွားသည်အီယောင်၏ရီစာဟောင်းကကလေးများကိုစစ်ဆေးလိုသည်ဟုသာဆိုကာရုတ်တရက်သူမကိုပြန်လည်ဆက်သွယ်လာသည်ထိုအတော်အတွင်းချီဟိုကသူ၏လစာတစ်ဝက်ကိုလောင်းကစားအတွက်မပေးတော့သောကြောင့်ဆေးရုံကိုဒေါသပိုထွက်လာသည်စိတ်ပြတ်သွားသောဆေးရုံကသူ၏ရီစာအားချီဟိုကိုတွေးဆောင်ဖြာရောင်းပြီးသူ့ထံမှခေါ်ဆောင်သွားရန်ညွှန်ကြားသည့်အကျိုးဆက်အနေဖြင့်စားတောက်ဆိုင်သို့တွားရလန်တွင်ချီဟို၏ကားနောက်သို့တန်တရားဖြစ်ဖွယ်ရင်သုံးစီးကလိုက်လာသည်ရုတ်တရက်သူတို့နောက်သို့လိုက်နေသောအီယောင်၏စားဟောင်းသည်မတော်တဆမှုတစ်ခုဖြစ်ပြီးရပ်တန့်သွားရသည်မကြာမီတွင်ကုမ္ပဏီဒါရိုက်တာမမျှော်လင့်ပဲပေါ်လာပြီးရင်းတို့နှင့်နေ့လည်စာတူစားရန်ပူးပေါင်းလိုက်သည်သူသည်အီယောင်ကိုစတင်ပူးပန်းသောအခါသူမသည်ထူးဆန်းတော်လဲထိရောက်သောနည်းဖြင့်လေသားဟန်ဆောင်လေလွင့်ခြင်းဖြင့်ချက်ချင်းတုတ်ပြန်ကာသူ၏စိတ်ခံစားချက်ကိုလုံးဝတက်ပစ်လိုက်သည်တစ်ချိန်တည်းတွင်အပြင်ဘက်တွင်ကြည်နေသောဆေးရုံကိုရီစာအားအီယောင်ကနှုတ်ဆက်လိုက်သည်သူတို့သည်ယခင်ကအတူတူအလုပ်လုပ်ဖူးသည်တွေ့ရသည်အခြေရေးစူးစမ်းမှုဟုရည်ရွယ်ထားသည်မှာစပွဲတစ်ခုတည်းတွင်အစင်မပြေသောပြန်လည်ဆုံစည်းမှုအဖြစ်သို့ပြောင်းလဲသွားသည်ပို၍ပင်အံ့အားသင့်စရာမှာဒါရိုက်တာသည်ထိုတည်ငြိမ်ပြီးတည်တတ်နေတတ်သောအမျိုးသမီးကိုစိတ်ဝင်စားသွားသည်ညသည်အရက်ဆိုင်မှကာရာအိုကေအထိနောက်ကျသည့်တိုင်အောင်ဆက်လက်ကျင်းပသည်အိမ်ပြန်ရန်အချိန်ရောက်သောအီယောင်ကသူမ၏အိမ်သည်လွတ်နေပြီးသူမတယောက်တည်းနေမည်ဟုတဖန်အရေးအမွက်ပြောသည်အပြစ်ကင်းစွာဖြင့်ချီဟိုကခဏလောက်ဝင်လဲခြင်းသည်ဟုဆိုသည်သူမညအိတ်တင်သည်ဟုအကြံပြုကာအီယောင်ကသူ့ကိုနောက်ပြောင်သည်ဤစကားကြောင့်ချီဟိုစိတ်လှုပ်ရှားသွားပြီးမိမိကိုယ်ကိုတည်ငြိမ်စေရန်တရေစာများရှာဖွေရန်ဆုံးဖြတ်လိုက်သည်အစဉ်ပြေသောဆိုင်သို့မသွားဘဲသူ၏နှလုံးခုန်နှုံးမြန်နေသောကြောင့်ဆေးဝါးတောင်းရန်ဆေးဆိုင်တွင်အဆုံးသတ်သွားသည့်ဆေးဝါးပညာရှင်မှာအစပိုင်းတွင်ရှုပ်ထွေးတော်လဲမကြာမီအကြောင်းရင်းမှာယောဂမဟုတ်ပဲအချစ်ဖြစ်ကြောင်းသိရှိသွားသည်ဆိုလိုသည်မှာဆေးဝါးမလိုအပ်ပါအီယောင်၏အိမ်သို့ပြန်လန်းတွင်ကြက်အယောင်းသည်တဦးရုတ်တရက်ပေါ်လာပြီးလိုက်စည်းခွင့်တောင်းသည်ကျေးဇူးတင်ကြောင်းဖြင့်အယောင်းသည်ကချီဟိုအားဘီယာပလင်းတစ်လုံးပေးသည်ချီဟိုကငွေပေးရန်သူ၏ပတ်စံအိတ်ထဲသို့လက်နှိုက်လိုက်ရာအတွင်းတွင်ငွေသားမဟုတ်ပဲအချိန်ကြာလာသည်နှင့်အမျှသူစုဆောင်ထားသောကူပွန်ထုပ်များပြည့်နေသည်ကိုတွေ့ရှိရသည်နောက်ဆုံးတွင်ချီဟိုသည်ဘီယာကိုကိုင်ဆောင်ကအီယောင်၏အိမ်သို့ပြန်လာသည်ကံကောင်းစွာဖြင့်သူမသည်ကြာရှည်ဆောင်ဆိုင်ခဲ့ရတော့လဲစိတ်မဆိုးပါသူတို့၏ချိန်တွေ့မှုဆက်လက်တော့မီအချိန်တွင်အီယောင်သည်ကြေကွဲပွဲသတင်းကိုလက်ခံရရှိသည်ဂျင်းကူ၏ဖခင်သူမ၏လက်တွဲဖော်ဟောင်းကွယ်လွန်သွားပြီဖြစ်သည်အတူတကွသူတို့သည်နက်နက်ခင်းအိမ်သို့ထွက်ခွာသွားကြသည်ထိုချိန်တွင်ဂျင်းကူသည်ချီဟိုအားပထမဆုံးအကြိမ်တွေ့ဆုံလိုက်သည်
သူမ၏မိခင်၏ဘဝတွင်လာရောက်သွားလေသောအမျိုးသားများကြောင့်စိတ်ဒဏ်ရာရထားသောသူမသည်သူ့ကိုမယုံကြည်သူမသည်သူတို့၏ဆက်ဆံရေးနှင့်ပတ်သက်၍အရာအလုံးကိုမေးခွန်းထုတ်ကာအသေးစိတ်တစ်ခုချင်းစီကိုပြင်းထန်စွာဆန်းစစ်စစ်ဆေးသည်မကြာမီတွင်ဆေးရုံကိုဒေါသအမျက်ထွက်လျက်ရောက်ရှိလာပြီးချီဟိုကိုချက်ချင်းရိုက်နှက်လိုက်သည်ချီဟိုနှင့်အေယောင်ဘလောက်နီးကပ်လာသည်ကိုသူမခံနိုင်ရရှိတော့မည်မဟုတ်သူ့ကိုကာကွယ်ရန်ကြိုးစားရင်းအေယောင်ကပြန်တိုက်ခိုက်သည်ဤဖြစ်ရအပြီးတွင်မောပန်းလွှမ်းနယ်မှုကနောက်ဆုံးတွင်လွှမ်းမိုးသွားသည့်အေယောင်ကလက်လျှော့ရန်ဆုံးဖြတ်ပြီးချီဟိုအားသူမထံလာမတွေ့ရန်တောင်းဆိုသည်ချီဟိုသည်အလုတ်တွင်စိတ်အားထက်သန်မှုအလုံးဆုံးရှုံးကဝမ်းနည်းခြင်းထဲသို့နစ်မြုပ်သွားသည်အေယောင်မှလည်းမပူပါသူမသည်ညများကိုအရက်တောက်ကလွတ်ကင်းသည်ဟုခံစားရသည်တညနေတွင်အလုတ်ပြီးသောချီဟိုသည်ဆေးဆိုင်သို့ထပ်မံသွားရောက်ပြီးသူ၏ရင်ဘတ်တင်းကျပ်လာကပြိုလဲတော်မူအခြေအနေနှင့်စင်တူသည်ဟုတိုင်တန်းသည့်ဤတစ်ကြိမ်တွင်စေဝါပညာရှင်ကချီဟိုဘာလို့ရန်လိုအပ်သည်ကိုသူကိုယ်တိုင်သိပြီးသားဖြစ်ကြောင်းအရေးအမြတ်ပြောလိုက်သည်ထိုသဘောပေါက်ချက်ကြောင့်တွန်းအားပေးခံရသောချီဟိုသည်အေယောင်၏အိမ်သို့သွားသည့်အနီးနားတွင်အိမ်နီးချင်းတဦးကသူ၏စားကိုလက်ထပ်ခွင့်တောင်းရန်ပြင်ဆင်နေပြီးတချင်းဆိုရင်တက်ရက်စွာဝတ်စားထားသည်ကိုတွေ့ရသည်ထိုအချိန်တွင်ပင်အေယောင်ရောက်ကြည်လာပြီးချီဟိုအရှုံးပေါ်ထိုင်နေသည်ကိုတွေ့ရှိသည်နောင်တကြီးစွာဖြင့်ချီဟိုသည်မိမိဘလောက်တတိမဲ့နေခဲ့သည်ကိုပြန်ပြောင်းသုံးသပ်သည်သူသည်နောက်ဆုံးတွင်တတိစုစီကမိမိခံစားချက်များကိုဖော်ပြပြီးမိမိ၏အချစ်အတွက်တာဝန်ယူရန်ဆုံးဖြတ်လိုက်သည်သူတို့၏ယဉ်ကျေးမှုသည်ဘေးနားရှိလူငယ်စုံတွဲကိုအရေးကြစေပြီးရင်းတို့ကြားရှိနှွေးထွေးမှုကိုအနီးနားရှိလူတိုင်းခံစားမိသည်နောက်တစ်နေ့နနက်တွင်ချီဟိုအိမ်ပြန်ရောက်ပြီးဆေးရုံကိုဒေါသဖြင့်စောင့်နေသည်ကိုမြင်လိုက်ရသဖြင့်အံ့အားသင့်သွားသည်ဤတစ်ကြိမ်တွင်ချီဟိုကစုံမသွားပေဤလျောင်ကငွေအတွက်သာသူ့ထံချင်းကပ်သည်ဟုသောဆွဆွဲချက်ကိုလက်ခံရန်သူငင်းဆန်သည်စိတ်လှုပ်ရှားမှုဖြင့်လွှမ်းခြုံသွားသောချီဟိုကသူ၏ငွေကြေးကိုတုံးဆွဲခဲ့သူအစစ်မှာဆေးရုံကိုကိုယ်တိုင်ဖြစ်ကြောင်းဖွင့်ဟပြောပြလိုက်သည်ထို့နောက်ဇလန်းသည်နောက်ပြန်မှတ်မိချက်သို့ပြောင်းသွားသည်ညီကိုများကိုမိခင်မျိုးမျိုးဖြင့်ပြုစုပြောထောင်ခဲ့သည်သို့သောချီဟို၏မိခင်သည်သူမ၏ချစ်ချင်းမြတ်တာတွင်ခြားနားမှုမပြခဲ့ပေသူမသည်ဆေးရုံကိုမိမိကိုယ်ပိုင်သားအဖြစ်ချစ်မြတ်နိုးပြီးလက်ခံခဲ့သည်တနေ့တွင်ဆေးရုံကို၏ဇီဝဗေဒဆိုင်ရာမိခင်ကငွေသားတောင်းရန်ပြန်လည်ပေါ်လာသည့်ဆေးရုံကိုသည်ပျက်စီးသွားပြီးနောက်ဆုံးတွင်လမ်းပေါ်တွင်နေထိုင်ရန်ရွေးချယ်ခဲ့သည်ဆေးရုံကိုကြာရှည်စွာပျောက်နေခဲ့ပြီးနောက်ချီဟိုနှင့်သူ့မိခင်ကသူ့ကိုရှာဖွေအေရန်ထွက်ခဲ့ကြသည်ကန်ဆိုးစွာဖြင့်သူ၏မိခင်သည်ကားတစ်စီးတိုက်ခံရပြီးအသက်ဆုံးရှုံးခဲ့ရသည့်ချီဟိုမှာသူ၏စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုနှောင့်နှေးစေသောဦးကောင်းပြင်းထန်တန်ရာရရှိခဲ့သည်ဤအရာအလုံးရှိတော်လဲသူသည်ထူးခြားသောဉာဏ်ရည်ဖြင့်ကြီးပြင်းလာခဲ့သည်ချီဟိုကိုအခြားကလေးများကအနိုင်ကျင့်တိုင်းဆေးရုံကိုကအမြဲတမ်းကာကွယ်ပေးခဲ့သည်ဝမ်းနည်းစရာမှာအရွယ်ရောက်ပြီးသူအနေဖြင့်ဆေးရုံကိုသည်မှားယွင်းသောလမ်းကိုရွေးချယ်ခဲ့ပြီးပြဿနာရှာသူဖြစ်လာခဲ့သည်သူ၏စိတ်ရှုပ်ထွေးမှုများတွင်ဂျင်းကူဖြစ်သွားသည်ကိုမျှအင်သောအခါအနေရပြုလိုသောရည်ရွယ်ချက်များပင်ဖြစ်ပေါ်လာခဲ့သည်ဇလန်းသည်ယခုအခါနက်ရှိုင်းသောစကားဝိုင်းကိုမျှဝေနေကြသောချီဟိုနှင့်အေယောင်ထံသို့ပြန်လည်ရောက်ရှိလာသည်ယင်းတို့၏ရှုပ်ထွေးသောမိသားစုနောက်ခံများကိုသိရှိသောကြောင့်ယင်းတို့၏ဆက်ဆံရေးကိုလက်ထပ်ချင်းစီသို့အလင်းစလိုမလုပ်ရန်ဆုံးဖြတ်ကြသည်မမျှော်လင့်ဘဲအိမ်ရှိတွင်ဆေးရုံကိုသည်ခိုးဝင်ကဂျင်းကူကိုထိခိုက်ရန်ကြိုးစားသည်ကံကောင်းစွာဖြင့်ဂျင်းကူသည်မိမိကိုယ်ကိုကာကွယ်ရန်တိကမထိခိုက်ဘဲလွတ်မြောက်သွားသည်သို့သောသူမ၏ကလေးအနေနဲ့နီးပါးရောက်ခဲ့သည်ကိုမြင်ရခြင်းသည်အေယောင်၏နှလုံးသားကိုချကိုဖျက်လိုက်သည်ချီဟိုလဲသူ၏ဘဝကိုအဆက်မပြတ်ဝင်ထုတ်ဝင်ပိုးဖြစ်စေသောဆေးရုံကိုအတွက်အလားတူဒေါသထွက်နေသည်နောက်တစ်နေ့တွင်ချီဟိုသည်အဓိကဆုံးဖြတ်ချက်ချကာအလုံးမရာထူးကိုတရားဝင်နှုတ်ထွက်လိုက်သည်သူ၏နေ့ရက်များသည်ကျန်းမာရေးနှင့်မညီညွတ်သောအလေးထားများတဲ့သို့ပြန်ကျသွားသည်မကောင်းသောအစားအစာများစားခြင်းနောက်ကျမှအိတ်ခြင်းနှင့်အရက်တောက်ခြင်းသူသည်မိမိ၏ဝမ်းနည်းခြင်းကိုလွတ်ထုတ်ရန်မိုးတောက်ရန်တွင်မကြာခဏပြေးလေးရှိပြီးတခါတရံညအထိပင်ဆက်လက်လှုပ်ဆောင်သည်တနေ့တွင်အတွေ့အထဲနှိမ့်မြုပ်နေစဉ်အီယောင်ကမမျှော်လင့်ပဲသူ့ကိုမြင်လိုက်ရသည်သူတို့သည်အတူကျုံအသစ်ဆန်းများဖလှယ်ကြပြီးသူတို့၏မျက်လုံးများတစ်ခုထဲမှသူတို့တဦးကိုတဦးချစ်နေစေဖြစ်ကြောင်းရှင်းရှင်းလင်းလင်းသိရသည်သို့သောရင်းတို့မစွန့်လွတ်နိုင်သောမိသားစုနောင်ကျိုးများကရင်းတို့ကြားတွင်ရပ်တည်နေပြီးအရာအလုံးကိုနာကျင်စွာခက်ခဲစေသည်တညတွင်ချီဟိုသည်မမျှော်လင့်ပဲလုတ်ဖော်ကိုင်ဖက်ဟောင်းတဦးနှင့်တွေ့ဆုံပြီးရင်းကတရေစာစားစာများနှင့်ကျမ်းမာရေးအပေါ်တက်ရောက်မှုများကြောင်းဓာတ်ရိုက်ရုပ်မြင်သံကြားအစီအစဉ်တွင်ပါဝင်ရန်အခမ်းကဏ္ဍတစ်ခုကမ်းလှမ်းသည့်အဆိုပါရှိုးသည်ဓာတ်ရိုက်ထုတ်လွှင့်မည်ဖြစ်တော်လဲချီဟိုသည်ဒရိုက်တာ၏ပြင်ဆင်ထားသောဇာတ်ညွှန်းအတိုင်းလိုက်နာရန်မျှော်လင့်ရဆဲဖြစ်သည်ထုတ်လွှင့်မှုမစတင်မီ10မိနစ်အလိုတွင်ဒရိုက်တာကချီဟိုကိုရုတ်တရက်ဖုန်းဆက်ပြီးရိုးသားစွာပြောဆိုရန်ကိုယ်တိုင်ဖြစ်နေရန်ပြောသည်သူ၏စိတ်ခံစားမှုများကိုပိုမိုနိုးဆွရန်ဒရိုက်တာကအီယောင်နိုင်ငံကထွက်ခွာတော့မည်ဟုပေါ်ပေါ်ဆဆထပ်လောင်းပြောကြားလိုက်သည်ဖုန်းခေါ်ဆိုမှုပြီးနောက်ချီဟိုသည်လုံးဝမတည်ငြိမ်ဖြစ်သွားသည်သူ၏အတွေးများပြန့်လွင့်သွားပြီးဆွေးနွေးမှုတွင်အာယုံဆိုင်ရန်ရုန်းကန်ရသည့်စီစဉ်ထားသည့်အတိုင်းတရေစာများကိုကျမ်းမာရေးနှင့်ညီညွတ်ကြောင်းမြင့်တင်မိအစားသူသည်ရိုးသားစွာပြောဆိုသည်
တရေစာများစားသုံးခြင်းသည်အကန့်အသတ်ရှိသည့်ကြောင်းသူရှင်းပြသည်ယင်းတို့ကိုရံဖန်ရံခါစားသုံးခြင်းသည်ကောင်းမွန်သောလည်းအလွန်အကျွံစားသုံးခြင်းသည်ပြင်းထန်သောအာဟာရချို့တဲ့မှုကိုဖြစ်ပေါ်စေနိုင်သည်တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းချီဟိုသည်အေးရောင်အပေါ်သူ၏စစ်မှန်သောခံစားချက်များကိုပွင့်ပွင့်လင်းလင်းဖော်ပြလိုက်သည်အိမ်မှကြည့်ရှုနေသောဆေးရုံကိုသည်သူ့အကို၏ဘဝတွင်အတားအဆီးတစ်ခုဖြစ်ခဲ့သည့်အတွက်နောင်တကြီးစွာလွှမ်းခြုံသွားသည်တိတ်တဆိတ်သူသည်ရင်းကူထန်သွားပြီးသူလုပ်ခဲ့သမျှအတွက်တောင်းပန်သည်ဤတစ်ချိန်တွင်သူသည်သူ့အမေ၏ချီဟိုနှင့်ဆက်ဆံရေးအတွက်ကောင်းချီးပေးရန်ရိုးသားစွာတောင်းဆိုသည်ထိုညနေခင်းအိမ်ပြန်ရောက်ပြီးနောက်ဂျင်းကူကတစ်တီအနှဲငယ်လိပေးရန်တောင်းဆိုသည်အေယောင်အခန်းထဲသို့ဝင်သောအခါချီဟို၏နှလုံးသားထဲမှဝန်ခံချက်ကိုပြန်လည်ဖွင့်ထားသောလက်တော်တစ်လုံးကိုသတိပြုမိသည်အလွန်မင်းစိတ်လှုပ်ရှားသွားသောသူမသည်အမြန်ပြင်သို့ထွက်သွားသည်လမ်းပေါ်တွင်မမျှော်လင့်သောခိုက်တန့်၌အေယောင်သည်ကားတစ်စီးနှင့်မတော်တဆတိုက်မိသွားပြီးထိုကားပေါ်တွင်ချီဟိုရှိသည်ကိုသိလိုက်ရသည်စိတ်လှုပ်ရှားမှုအပြည့်ဖြင့်သူမသည်သူ့စီသို့ပြေးသွားကာသူ့ကိုဖတ်လိုက်သည်ထို့နောက်သူတို့နှစ်ဦးပြန်လည်ပေါင်းစည်းရန်ဆုံးဖြတ်လိုက်ကြသည်အမျိုးသားတဦး၏အချစ်သည်အမျိုးသမီးတဦးတည်းအတွက်လုံးလုံးလျားလျားအနံ့နိုင်သည်မှာမှန်ပေလိမ့်မည်ထို့အတွက်ပင်ချီဟိုကအေးရောက်ပေါ်ခံစားရသည်သူတို့သည်ငယ်ရွယ်နှုပြိုခြင်းမရှိတော့တော်လဲသူတို့၏အချစ်ဇလန်းကရင်ခုန်စရာသည်လူငယ်များအတွက်သာတည်တတ်မဟုတ်ကြောင်းသက်သေပြသည်ဤဇက်ကားသည်ချီဟိုနှင့်အေယောင်တို့ Gimbet Drive ဆိုင်ထူးခြားသောစီးပွားရေးလုပ်ငန်းတစ်ခုကိုအတူတကွဖွင့်လှစ်ခြင်းဖြင့်နှွေးထွေးသောအဆုံးသတ်မှုရောက်ရှိသွားသည့်ထို့ကြောင့်ဤပုံပြင်၏သင်ခန်းစာမှာတင်သည်မတ်ရှာအလွန်ကြုံစားပါကတင်ကျမ်းမာရေးကိုလစ်လျူရှုပါကနှင့်အခြေရေးတွင်ထိတ်လန့်ပါကအချစ်သည်ရောက်ရှိလာနိုင်သေးသည်သို့သောအမြင့်ဆုံးသောအရှက်ရခြင်းအပြီးတွင်သာဖြစ်သည်